ဒီနေ့မှာတော့ရခိုင်သမောတိတုတ်ရဲ့ရခိုင်မုတ်တီရဲ့စားမှာဖြစ်ပါတယ်အစားကျင်စောလောပြီးတော့ဖုန်းထောင်ပြီးတော့ဗီဒီယိုရိုက်မယ်ဆိုပြီးချိန်ထားကမှပဲ record နှိပ်ဖို့မေ့နေရပါတော့စားပြီးတော့ကုန်ကန်ကြီးကြမှာပဲတတိယလို့ရိုက်လိုက်ပါရဲ့ရှင်ရခိုင်သမောတိတုတ်ကပေါ့နော်လန်ထိတ်ကဝယ်တာသူကလေရခိုင်သမောတိတုတ်လို့ဆိုတဲ့အတိုင်းပဲပေါ့နော်အဆက်ကငရုတ်တင်းနဲ့တီချာလေးဖိမအောင်လုပ်ထားတုတ်ထားပေးရဆိုအရန်စားကောင်းပြီအရန်ဆက်တယ်ပြီးတော့ရခိုင်မုတ်တီဆိုလို့ရှိရင်လည်းသူက9နဲ့ချက်ထားတာမဟုတ်ဘဲနဲ့ပေါ့နော်ငါ6နဲ့ရခိုင်နေချက်တို့လိုမျိုးပေါ့နော်ချက်ပေးထားတာဆိုတော့လေမုတ်တီလေးကလည်းအရန်တောက်လို့ကောင်းတာပဲဒီနေ့စားတာတွေအားလုံးကအရန်ဆက်တယ်ရခိုင်သမောတိတုတ်ကလည်းဆက်တယ်ရခိုင်မုတ်တီကလည်းဆက်တယ်ပေါ့နော်အရန်ဆက်လုံးအားကြီးလို့ပေါ့နော်ဒီနှစ်ခုလုံးကောင်းအောင်မစားနိုင်ပါဘူးနောက်ဆုံးပိတ်မှာနည်းနည်းလေးကျန်နေပေါ့နော်အဆက်ပြေးအေးလေးတောက်ပြီးတော့ပဲဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်